အကယ်၍တင်ကကျွန်းစနစ်ဆိုတာလူသားတွေမှာပဲရှိတယ်လို့ထင်နေရင်တဘာဝတရားဘယ်လိုလှုပ်တယ်လဲဆိုတာတင်လုံးဝသိမှာမဟုတ်ပါဘူးဒီပိုရွက်စိတ်တွေကိုပိုလီယာဂတ်ဒါမှမဟုတ်အမေဇွန်ပိုရွက်စိတ်လို့ခေါ်ပါတယ်သူတို့ကိုပိုရွက်စိတ်လောကရဲ့မာဖီးယားဂိုင်းချုပ်တီလို့သတ်မှတ်ကြပါတယ်ပင်လယ်တော်ကင်းငယ်တွေကဥအနေငယ်နဲ့တားပေါက်လေးတွေကိုပဲခိုးယူတာပါဒါပေမဲ့ဒီဆိုပရာနိုမာဖီးယားတွေကတော့ပိုရွက်စိတ်အတိုက်လုံးကိုခိုးယူပြီးသူတို့ကိုကျွန်းအဖေထားရှိပါတယ်ပြီးတော့သူတို့ဒါကိုလှုပ်ဆောင်လာခဲ့တာအနည်းဆုံးနှစ်ပေါင်း9တန်းလို့ရှိပါပြီဟုတ်ပါတယ်တင်ကြားတာမှန်ပါတယ်ဒီပိုရွက်စိတ်တီရဲ့ကျွန်းပြူတဲ့ရိုးရာဟာအနည်းဆုံးနှစ်ပေါင်း9တန်းအထိနောက်ကြောင်ပြန်လိုက်လို့ရပြီးဒီလိုရှည်လျားတဲ့ကျွန်းပြူမှုတမိုင်းကြောင့်ပဲသူတို့ဟာကျွန်းတွေအပေါ်မှာအလွန်အမဲမိခိုးနေရပါတယ်အကယ်၍တင်ကဒီအတိုက်ထဲကကျွန်းတွေကိုဖယ်ရှားလိုက်ရင်အမေဇွန်ပိုရွက်စိတ်အလိုဟာငတ်ပစ်ပြီးတေဆုံးသွားပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့သူတို့ဟာအစာဆိုတာဘာလဲဘယ်လိုရှာရမလဲဒါမှမဟုတ်အဲ့ဒီအစာကိုဘယ်လိုစားရမလဲဆိုတာတော့မသိကြလို့ပါ။သူတို့အားလုံးကိုကျွန်းပိုရွက်စိတ်တွေကပဲအစာခွန့်ကျွေးရတာပါ။အမေဇွန်ပိုရွက်စိတ်အတိုက်မှာလောက်သားပိုရွက်စိတ်တွေနဲ့ဘယင်မတကောင်ပါဝင်ပါတယ်။ဘယင်မကဥရမဲ့တာဝန်ကိုယူထားပေမဲ့အဲ့ဒီဥတွေကိုဘယ်လိုပြောစုပြောထောက်ရမလဲဆိုတာမသိပါဘူး။ဒါကြောင့်ကလေးတွေကိုပြောစုဖို့အတွက်လည်းကျွန်းတွေကိုပဲလိုအပ်ပါတယ်။လောက်သားတွေကတော့လုံခြုံရေးအဆောင်တွေနဲ့ကျူးကျော်တိုက်ခိုက်တွေဖြစ်ကြပါတယ်။အဆောင်အကျက်လို့တာနဲ့တိုက်ခိုက်တာကလည်းရင်သူတို့ဘာမှမသိကြပါဘူး။သူတို့နေရာတန့်ရှင်မလုပ်သလိုစောင်းတဲ့အတွက်အစာလည်းမတို့လောင်ကြပါဘူး။သူတို့ကတခြားပိုးရက်ဆိုင်အတိုက်တွေကိုတိုက်ခိုက်တာနဲ့သူတို့အတိုက်ကိုရန်သူတွေတိုက်ခိုက်လာရင်ခုခံတာပဲလုပ်ကြပါတယ်။ဒါကြောင့်အစာချဖွေးတာအိမ်တန့်ရှင်ရေလို့တာခလီထိန်တာနဲ့အစာကျွေးတာအားလုံးကိုကျွန်းတွေကပဲလှုပ်ဆောင်ပေးရပါတယ်။ကျွန်းပိုရွက်စီလီယိုတို့လွတ်နေလာတဲ့အခါမှာတော့လုံသားတွေဟာကျွန်းအသစ်တွေဖန်တီးဖို့စစ်ဖွေးစတင်ပါတော့တယ်။သူတို့အနှစ်သက်ဆုံးကတော့ဖော်မီကာပိုရွက်စီမျိုးစိတ်လေးပါတယ်။ပထမဆုံးအနေနဲ့ကင်းထောက်တကောင်ဒါမှမဟုတ်နှစ်ကောင်ကအနီးနားကဖော်မီကာအတိုက်ကိုရှာဖွေဖို့ထွက်သွားပါတယ်။ Scout တွေပြန်လာတဲ့အခါတိုက်ခတ်ရေးသမားတွေကိုဖော်မီကာတိုက်ခတ်တဲ့နေရာနဲ့အင်အားကိုပြောပြပါတယ်။အခုတော့ဂိမ်းစပါပြီ။ Amazon ပူရွက်စိရာပေါင်းများစွာဟာသူတို့ရဲ့ချွန်ထက်လာတဲ့မေယူတွေနဲ့စစ်ကြောင်းချီတတ်ပါတယ်။ဒီနေရာကိုရောက်ကန်တဲ့တပ်ဖွဲ့ဝင်တွေကိုတိုက်ပွဲဝင်ဖို့အချက်ပေးပါတယ်။တပ်ဖွဲ့ဝင်တွေဟာအင်အားအလုံးရင်းနဲ့တိုက်ပွဲနယ်မြေကိုဝိုင်းထားလိုက်ပါတယ်။အကယ်၍အဲ့ဒီအတိုင်းမှာဖော်မီကာပူရွက်စိတ်9000လောက်ရှိနေရင်တော့အမေဇွန်ပူရွက်စိတ်900လောက်နဲ့တင်အလွယ်တကူနှိမ်နှင်းနိုင်ပါတယ်။သူတို့ကအတိုက်ခလုံးကိုမောင်းထုတ်ပြီးခုခံတဲ့ဖော်မီကာတွေကိုတပ်ပစ်လိုက်ပါတယ်။ဒါဟာ Ocean's 11ရုပ်ရှင်ရဲ့တီးငယ်တဲ့ပါရှင်လိုပါပဲ။ဒါပေမဲ့ပိုပြီးကြမ်းဖက်ပါတယ်။အဲ့ဒီနောက်သူတို့ကဥတွေရှိတဲ့အခန်းတွေကိုဝင်သွားပါတယ်။သူတို့ကအစားအစာဒါမှမဟုတ်တခြားအရာတွေကိုမခိုးပါဘူး။ဘာလို့လဲဆိုတော့အစားအစာကဘာလဲဆိုတာတော့သူတို့မသိလို့ပါ။သူတို့ကဖော်မီကာပူရွက်စိရဲ့ပိုးသုံးလုံးတွေကိုပဲဆွေးယူပြီးသူတို့ရဲ့အခြေစိုက်ခန်းကိုပြန်တည်သွားကြပါတယ်။အလဲကြားထဲရွေးနဲ့တကြင်ဓာပြတိုက်ရင်ပိုးသုံးလုံးပေါင်း74,000ခန့်အထိအခိုးခံရတတ်ပါတယ်။ဓာပြတိုက်ပြီးတဲ့နောက်အဲ့ဒီပိုးသုံးလုံးတွေကိုပြည့်စုံဆောင်ရှောက်တဲ့အခန်းထဲထည့်ထားလိုက်ပြီးရခင်ကျွန်းတွေကပဲသူတို့ကိုကြီးစုဆောင်ရှောက်ပြီးပေါက်ဖွားအောင်ကူညီပေးကြပါတယ်။အခိုးခံရတဲ့ပိုးတုံးလုံးတွေပေါက်လာတဲ့အခါမှာတော့သူတို့ဟာဖေရိုမုန်းတို့မျိုးနဲ့ပေါ်လီယာဂတ်တွေဟာသူတို့ရဲ့ဆွေရင်းရင်းချားတယ်လို့ထင်မှတ်သွားအောင်ဦးနောက်စေးခံရပါတယ်။ပေါက်ဖွားလာတဲ့နေကစားလို့သူတို့ဘဝကိုအဲ့ဒီအတိုက်ကပဲပုံအောင်ဖေးဆိုင်ကြပါတယ်။ဖော်မီကာတွေဟာလှုပ်သားတွေဖြစ်တဲ့အတွက်သူတို့ကပဲအစားရှာတယ်တန်ရှင်းရည်လုပ်တယ်ပေါ်လီယာဂတ်တွေကိုအစားကျွေးတယ်အတိုက်ချဲတယ်ဥတွေကိုပြုစုပေးကြပါတယ်။ Amazon ပူရက်စီတွေကတော့အေးအေးဆေးဆေးထိုင်နေပြီးဖော်မီကာကျွန်းဒီကိုပဲအလုတ်ကျန်းအားလုံးခိုင်းထားတာပါသူတို့ဟာ Amazon ပူရက်စီတွေအတွက်ကိုယ်ပိုင်လက်ခမပြရတဲ့ကျွန်းတွေထည့်သွားကြပါတယ်သူတို့ဟာဘလောက်တောင်ဦးနောက်စေခံထားသလဲဆိုရင်အဲ့ဒီပူရက်စီတွေအတွက်မမောမပန်းအလုံးလုံးရင်းစေးသွားကြပါတယ်လိုအပ်ရင်သူတို့ရဲ့မျိုးစိတ်တူပူရက်စီတီကိုတောင်ပြန်တိုက်ခိုက်ကြပါတယ်သူတို့ဘဝတလုံးလုံးခေါင်းပုံဖြတ်ခန်းနေမှမသိပဲ Amazon ပူရက်စီတီအတွက်သူတို့ဘဝကိုပေးဆက်သွားကြပါတယ်ဖော်မီကာကျွန်းအရွယ်အတွက်ရောက်နေသွားရင်တော့နောက်ထပ်တစ်ချိန်ဓာပြတိုက်ပြီးကျွန်းသက်တွေကိုအတိုက်ထဲထပ်ဖြည့်ကြပြန်ပါတယ်